King Love Global ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့အနေငယ်ဝေမျှဆွေးနွေးကြမယ့်အကြောင်းအရာကတော့အစိုးမဟုတ်အကျိုးဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်လူသားရဲ့လို့ဖြစ်လာကြတာနဲ့အာဒံနဲ့အေဝါအဖြစ်ခံစားကြရတဲ့အဖြစ်တန်တွေကိုအလိုအလျောက်ခံစားကြရတာဖြစ်တယ်ဒါပေမဲ့လူသားတွေအပေါ်ထားတဲ့ဘုရားသခင်ရဲ့ချစ်ချင်းမြတ်တာကကြီးမားလွန်းတဲ့အခါသူ့ရဲ့တပါးတည်သောသားတော်ကိုလောကထဲဆေလွှတ်ယုံတာမကပဲနဲ့လူသားတွေရဲ့အပြစ်တွေကိုစားကားတိုင်ပေါ်မှာအသေးခံစေခြင်းအဖြစ်အပြစ်တွေကနေပြီးတော့ကယ်တင်ပေးခဲ့တယ်လူရဲ့လူဖြစ်လာတာနဲ့တသက်လုံးဝမ်းနည်းစရာဆင်းရဲဒုက္ခမရှိပဲပျော်ရွှင်ရတဲ့သူဆိုတာမရှိပါဘူးမွေးကာစားကလေးကလည်းသူ့အသက်အရွယ်အလိုက်နှိုးစားလို့ငိုရတယ်နာကျင်မှုဝေဒနာကိုမဖော်ပြနိုင်လို့ငိုရတယ်မူလတန်းကလေးအရွယ်မှာလည်းသူ့အသက်အရွယ်လိုက်ကျောင်းဝတ်တက်ခြင်းလို့ငိုရတယ်ဆော့လို့မဝလို့ငိုရတယ်ထိခိုက်နာကျင်ရလို့ငိုရတယ်ဆယ်ကျော်သက်လူငယ်တွေအနေနဲ့လည်းစာများလို့ငိုရတယ်အသေးကွဲလို့ငိုရတယ်လူလက်ပိုင်းအရွယ်ရောက်လာတော့လေစီးပွားရေးအဆင်မပြေလို့ငိုရတယ်ချစ်သူများနဲ့ခွဲခွာရလို့ငိုရတယ်လူကြီးပိုင်းတွေကြပြန်တော့လေကျမ်းမာရေးမကောင်းလို့အထီးကျန်လို့စသဖြင့်ငိုရတယ်လူဘဝကိုဖြတ်တန်းလာတာနဲ့အမျှဒုက္ခနဲ့ဒုက္ခနှစ်ခုကရှင်တွဲပြီးကြုံလာရတာလူတဘာပါပဲပြောနေရင်လဲဝမ်းနည်းစရာတဲ့ကြုံရနိုင်တယ်လို့နာကျင်ကြေကွဲနေချိန်မှာပဲအောင်မြင်မှုတဲ့ကောင်းတွေကြားသိရနိုင်ပါသေးတယ်ခက်ခဲဆိုးရုပ်လာတဲ့ကဘာကြီးမှာကြားရတဲ့တဲ့တွေကြုံရတဲ့အရာတွေကအဆိုးတွေပုံများကောင်းများနိုင်တယ်လူလောကကြီးမှာအသက်ရှင်ရတာအချင်းနှီးပဲလို့ထင်ရပြီးဘဝကိုအရှုံးပေးချင်တာတွေဖြစ်လာနိုင်တယ်တည်သွားရင်ဘာမှမသိရတော့ဘူးဘာမှမကြုံရတော့ဘူးအဆုံးသက်သွားပြီလို့တွေးထင်ပြီးတော့မိမိကိုယ်ကိုအဆုံးစေရင်မှုတွေပြုလုပ်ဖို့စဉ်းစားတတ်လာကြတယ်တကယ်လဲလက်တွေလှုပ်လာတဲ့သူတွေများလာတယ်ဒါပေမဲ့ချစ်တဲ့မိတ်ဆွေဒါကတခိုးသည်ခိုးချင်းတက်ချင်းဖြက်စီးချင်းငါသာလာတတ်၏လို့ယောဟန်ခန်းကြီး30ခန်းငယ်30မှာပြောထားတဲ့အတိုင်းစာတန်တခိုးကထင်စေတဲ့သွေးဆောင်တဲ့အရာတွေဖြစ်တယ်ဆိုတာတတိပေးချင်ပါတယ်အထူးသဖြင့်ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်လက်ခံတဲ့ယုံကြည်သူများအနေနဲ့စာတန်ရဲ့စုံစမ်းနှောက်ယှက်ခြင်းတွေကိုတတိနဲ့တုံ့ပြန်ဖို့အရေးကြီးပါတယ်စာတန်ရဲ့သွေးဆောင်ခြင်းကိုလက်ခံဝန်ခံလိုက်တာနဲ့စာတန်ကိုအရှုံးပေးလိုက်တာဖြစ်ကြောင်းတတိချက်စေခြင်းနဲ့ခရစ်တော်ကိုချစ်ပြီးယုံကြည်တဲ့သူမိတ်ဆွေများအတွက်တည်င်းကောင်းတစ်ခုပြောပြခြင်းနဲ့ယောမအခန်းကြီး8ခန်းငယ်28မှာဖျားသခင်ကိုချစ်တော်သူတည်ဟုသောကြံစီတော်မူခြင်းအတိုင်းခေါ်တော်မူသောသူတို့၏အကျိုးကိုခတ်သိမ်းသောအရာတို့သည်တညီတညွတ်တည်ပြုစုကြသည်ကိုငါတို့သိကြ၏လို့ရှင်ပေါလုကပြောထားပါတယ်။ကျမတို့ရဲ့အသက်တာထဲမှာကြုံခဲ့ရသမျှကောင်းခြင်းဆိုးခြင်းဟာအလဟတနာခြင်းဖို့တသက်မဟုတ်ဘူးဆိုတာနှုတ်ကပတ်တော်အပြင်သိရပါတယ်။အထူးသဖြင့်ဘုရားသခင်ကိုချစ်တဲ့ကျမတို့ရဲ့ကြံစီခြင်းကြုံတွေ့ရခြင်းတစ်ခုချင်းစီတိုင်းဟာဘုရားသခင်ကလှပတဲ့အကျိုးကိုခံရဖို့တညီတညွတ်တည်ပြုစုနေတာဖြစ်တယ်။အချို့သောသူတွေမှာဝါသနာပါတာနဲ့သင်ယူနေတဲ့ဘာသာရပ်တခြားစီလိုတွေးနိုင်တယ်။အချို့သောသူတွေကဒါမှန်သိရင်ဒီဘာသာရပ်ကိုအချိန်ကုန်ခံပြီးသင်မနေပါဘူးလို့တွေးနိုင်တယ်။ဒါမှန်သိရင်ဒီเจ้าကိုအချိန်ကုန်ခံပြီးတော့တတ်မနေပါဘူးလို့တွေးနိုင်တယ်။စသဖြင့်ပေါ့။ဒါပေမဲ့ကျမ်းစာအပြင်ကျမတို့ရှင်းလင်းစွာသိရတာကကြုံရသမျှအားလုံးဟာအစိုးမဟုတ်ပဲအကျိုးအတွက်ဘုရားသခင်ကိုယ်တိုင်ကျမတို့ကိုကြုံစေတဲ့အရာဖြစ်ကြောင်းခွန်အားပေးခြင်းနဲ့ကျမတို့အနေနဲ့လည်းကြုံလာဆုံးလာသမျှတွေမှာဘုရားဘုန်းတော်တာ၍ထင်ရှားစေဖို့အကောင်းဆုံးစ조사လှုပ်ဆောင်ကြဖို့လိုအပ်တယ်လူအနေနဲ့ခက်ခဲပေမဲ့တန်ရှင်တော်ဝိညာဉ်တော်ဘုရားရဲ့ကိုညီမဆာမှုဖြင့်ဖြတ်တန်းနိုင်မှာဖြစ်ပြီးကာလအချိန်တန်တဲ့အခါဘုရားပေးတဲ့အကျိုးကိုရမှာဖြစ်ကြောင်းအနည်းငယ်ခွန်အားပေးတိုက်တွန်းချင်ပါတယ်။ကြားနာသူရောက်ချင်းစီတိုင်းဘုရားသခင်ကောင်းချီးပေးပါစေ။